အားလုံးမင်္ဂလာရှိသောညနေခင်းဖြစ်ပါစေလို့နှုတ်ခွန်းဆက်သပါတယ်ဒီနေ့ line ပေါ်မှာပါဝင်ကြတဲ့တရားနာပရိသတ်အားလုံးကိုလည်းမင်္ဂလာရှိသောခရစ်တော်ရဲ့နှလုံးသားပွဲနေ့တစ်ကမ္ဘာလုံးကျင်းပတဲ့တမန်တော်ကြီးရှင်ပေထရုရှင်ပေါလုရဲ့ပွဲနေ့ဒီမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်သပါတယ်ဒီနေ့သာသနာပြုနိုင်ငံတွေမှာကျွန်တော်မြန်မာနိုင်ငံလိုနိုင်ငံတွေမှာယေရှုနှလုံးတော်ပွဲနေ့ကိုကျင်းပတယ်ပြီးခဲ့တဲ့တောက်ချာနေရာနေရွှေ့ပြီးတော့အားလုံးပါဝင်နိုင်အောင်ဆိုပြီးတော့ Sunday မှာကျွန်တော်တို့ကျင်းပတယ်လွယ်တဲ့နိုင်ငံတွေတိုင်းတာနေရတော့ဒါကိုတောက်ချာနေကျင်းပပြီးတော့ဒီနေ့တမန်တော်ကြီးဖြစ်တဲ့ပေထရုနဲ့ပေါလုတနည်းအားဖြင့်ဆက်ဆက်မှုရှိတဲ့ခရစ်တော်ရဲ့နှလုံးသားကိုပိုင်ယူသွားတဲ့တမန်တော်နှစ်ပါးလို့ကျွန်တော်တင်စားခေါ်လို့ရတယ်နှစ်ပါးယေရှုရဲ့နှလုံးတော်ပွဲနေ့ကမြန်မာနိုင်ငံမှာတော့ရွှေတလုံးထည့်လိုက်တာပေါ့နော်မြန်မာနဲ့ရွှေနိုင်ငံဆိုတော့ယေရှုရဲ့ရွှေနှလုံးတော်ထည့်လိုက်တယ်ဒါကတော့ original ပဲကြိုက်တော့ရွှေတောင်မထည့်ဘူးဖျားပုံတော်မှာရွှေနဲ့ကွတ်လိုက်သူများသိမကြိုက်ဘူး original ကြိုက်ကြတယ်ယေရှုရဲ့နှလုံးတော်ကျွန်တော်ရဲ့နှလုံးတော်ခရစ်တော်ရဲ့စိတ်ကျွန်တော်ရဲ့စိတ်ရိုးရိုးရှင်းရှင်းပြောမယ်ဆိုလို့ရှိရင်ခရစ်တော်ရဲ့စိတ်နဲ့တူအောင်ကျွန်တော်စိတ်ကိုပြင်ရတဲ့အတွက်ဒီတရားတရားကပွားများလာခရစ်တော်ရဲ့စိတ်ကဘလို့စိတ်လဲ love and compassion တဲ့ဒီပွဲက love ဆိုတဲ့ချစ်ချင်းမေတ္တာ unbu not bu ဒါနဲ့ပတ်သက်တဲ့ချစ်ချင်းမေတ္တာ compassion လို့ခေါ်တဲ့ချင်းနာတနာတတ်ခြင်းရရကောက်ကုန်အောင်ခရစ်တော်၌ဒါကအရန်ပေါ်လွင်တဲ့နှစ်ခုဖြစ်ခရစ်တော်လူဖြစ်ကိုမယုံခင်အေရှာယနဂတိကျမ်းမှာကြိုတင်ပြီးတော့ prophet တွေကဟောထားတဲ့အချက်မှာအဲ့ဒီခေတ်ကလူတွေနားလဲလွယ်အောင်တိုးရင်းနဲ့တိုးကလေးပေါ့နော်အဲ့လိုခိုင်းနိုင်ပြီးတော့တရားဟောတယ်ကျွန်တော်တို့နိုင်ငံမှာတော့တိုးမရှိဘူးဆိုတော့တိုးမြင်ချင်းတော့မိထီလာတို့ကြောက်ဆယ်တို့ဘက်ကိုသွားမှာပဲသွားတိုးတွေ့ရမယ်အပူပိုင်းဒေသမှာအဲ့တော့တိုးကြောင်သားတွေကတိုးတွေကိုဆောင်းလျှောက်တဲ့နေရာမှာစိတ်နဲ့မတူဘူးပြောင်းမြန်စိတ်ကပစ္စည်းပစ္စည်းသွားခြင်းကသွားစားခြင်းကစားတိုးကလေးတွေကသခင်တော်ကိုလိုက်တယ်သခင်အတန်ကိုမှတ်တယ်သခင်ကိုသစ္စာရှိတယ်သခင်ကိုကြွေးရင်စားတယ်မဟုတ်ရင်တော့သူတော်ရှာမစားတတ်ဘူးတဲ့အဲ့တော့သခင်ကောင်းဟူသည်ပါလက်စတိုင်းဒေသမှာမြက်ခင်းရှားတယ်ရေရှားတဲ့ဒေသမှာနောက်ပြီးတော့တောတောင်ထဲမှာဂန္ဓယာထဲမှာချင်းသေးတွေဝန်ပလွေတွေတိုးတွေကိုတက်ဖြတ်စားတဲ့ကောင်းတွေပေါ်များတဲ့နေရာတွေမှာတိုးရင်းတွေရဲ့စက္ကမှုကအင်မတန်အရေးကြီးပါတယ်သခင်တယောက်ကတိုးရှိရင်စရင်ကကောင်းကောင်းရှိမှအဲ့တော့ခုနမြက်ခင်းရှိတဲ့နေရာကိုခေါ်ပြီးတော့ပြတယ်တချို့တော့ဘဲမွေးတာတွေ့ဘူးကြမယ်ဘဲတွေကိုချောင်းတွေမြောင်းတွေခယူးတွေရှိတဲ့နေရာမောင်းပြီးတော့စကြက်ပြရတယ်တိုးကလေးတွေကိုစကြက်ပြမှသူစားရတာပိတ်မခံပြီးတော့ရေရှိတဲ့နေရာကိုခေါ်ပြီးတော့ပြမှတိုးတွေကရေတောက်ရတာတက်ရှင်ရတာညဘက်ဆိုမအိပ်ဘူးမီးဖိုးပြီးတော့တောချင်းသေးတွေဝန်မလွေတွေကျက်တစ်တွေစားသည်ဖြင့်တိုးကိုလာညဘက်ခိုးစားမဲ့အကောင်မလောင်တွေစီကနေတော့တက်ပေးပြီးကာကွယ်တဲ့လူတွေကအဲ့တော့လူသားချင်းအလုပ်လုပ်တဲ့လူတွေကိုခြုံငုံပြီးကြီးလိုက်ရင်ပါလက်စတိုင်းဒေသမှာတိုးတွေကိုဆောင်းလျှောက်တဲ့တိုးရင်းတွေကိုတနာချင်းချစ်ချင်းမြတ်တာရှိတယ်တိုးအုပ်ကိုချစ်တယ်နော်သူတို့ကို compassion လို့ခေါ်တဲ့ကျင်နာတနာချင်းရှိတဲ့လူတွေလို့တင်စားတဲ့အတွက်ယေရှာယနာဂတိကျမ်းမှာဘုရားသခင်ရဲ့အနာဂတ်လူဖြစ်လာမဲ့ခရစ်တော်ကိုယဉ်ညွန်းပြီးကြိုပြောတဲ့ချိန်မှာငါကိုယ်တိုင်ကြောက်တော်သူကိုတိုးတွေကိုလိုက်ရှာမယ်ဒဏ်ရာရတဲ့တိုးတွေကိုချီနှောင်ပြီးစိတ်ကူပေးမယ်စကြက်ကိုပြားမယ်ရေတိုက်မယ်ကာကွယ်မယ်ဆိုတဲ့အဲ့ဒီအင်္ဂါရက်တွေနဲ့ယေရှာယကဟောထားတာကိုဒီနေ့ပထမကျမ်းစာမှာကျွန်တော်တို့ကြားခဲ့ရတယ်ခုနကျမ်းစာမှာလည်းအဲ့ဒီတိုးနဲ့ပဲနော်ကောင်းတဲ့တိုးတွေဒါပေမဲ့အရာမရောက်ဘူးဆိုတဲ့69ကောင်တဲ့ပျောက်သောတိုးတစ်ကောင်ကအင်မတန်အရာရောက်တယ်ရှာလို့တွေးတဲ့ချိန်မှာဝမ်းမြောက်ဝမ်းသာရှိမယ်အဲ့တိုးကိုပခုံးမော်တင်ပြီးတော့ပြန်လာပြီးတော့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေငါတိုးကိုပြန်ရှာတွေးပြီဟေးလို့ဝမ်းသာပြီးပြောလိုက်မယ်ဆိုတဲ့အတိုင်းပဲဘုရားသခင်ရှိမှကျွန်တော်ရဲ့စိတ်နေသဘောထားပြောင်းလဲမှုပေါ့နော်ပြောင်းလဲတစ်ခုကိုကျွန်တော်တို့အမြဲတမ်းရှာဖွေရမယ်ကျွန်တော်တို့မှာစိတ်နှမျိုးရှိတယ်မွေးရပါစိတ်နောက်တစ်ခုကခရစ်ယာန်ဘဝတက်တာမှာခရစ်တော်ရဲ့စိတ်ဖျက်စိတ်လို့ခေါ်မှာပေါ့နော်လူစိတ်ဖျက်စိတ်ဘုရားကိုယုံကြည်တော်သူဘုရားရဲ့စိတ်ကိုပိုင်ဆိုင်ဒီနှစ်ခုဟာဒီနေ့ဆိုတော့ဖာသာပြောတယ်တမန်တော်နှစ်ပါးဒီနေ့သာသနာကက်သလစ်သာသနာတော်တော်များများမှာပေထရုနဲ့ပေါလုကိုဂုဏ်ပြုကြတဲ့သူနှစ်ပါးမှာတွေ့ရတယ်တ
ပေထရုမှာလူစိတ်ရှိတယ်ဖျားစိတ်နောက်မှာခရစ်တော်ရဲ့စိတ်ကိုသူဝင်စားပြီးယူလိုက်တာလူစိတ်မှာသူ့ရဲ့အင်္ဂါရက်ကပေါ်လွင်တယ်အင်မတန်လူသားဆန်တယ်ဂါလိလဲနယ်သားငါဖန်စားတဲ့လူညထရလူသားတယောက်သူ့ရဲ့ဘဝမှာကျမ်းစာမှာအချက်လက်တွေအများကြီးပဲသူစီလာတဲ့ချိန်မှာတော့ငါဖန်နေတဲ့လူကိုခရစ်တော်ကငါရသလားမရဘူးဘုဘမှာမြဲညာဘက်မှာပိုက်ကုန်ပြည့်ငါရလိမ့်မယ်ဆိုတဲ့ထဲမှာအခမတညလုံးကျွန်တော်ငါရှာတဲ့တကောင်မှမရဘူးနေမနဲ့နေ့ချိန်ငါရမှာမလို့လားလို့ပြောတယ်ပိုက်ချပါဆိုတော့ယုံကြည်ခြင်းနဲ့ပိုက်ချတယ်မဆွဲနိုင်တော့ငါးတွေဘုံကြီးမိတယ်စောစောကခရစ်တော်နဲ့ယုံကြည်မှုတန်တရားဖြစ်တဲ့လူကငါလည်းမိရောတခါတည်းအရှင်ဘုရားကျွန်တော်ပြည့်ရှိတော်သူဖြစ်ပါတယ်ဒီနောက်မှမနေပါနဲ့ကျွန်တော်မတန်ပါဘူးဆိုပြီးတော့ဘုရားကြောပြီးတော့သူ့ကိုလက်ခံတော်သူဟိုလိုလဲသူပဲဒီလိုလဲသူပဲလူစိတ်ကိုပေါ်လွင်အောင်ကျွန်တော်တို့အားလုံးမှာတန်တရားစိတ်တွေမယုံတဲ့စိတ်တွေလူတိုင်းရှိကြတဲ့နေရာမှာတူနေပြန်ရောအံ့ဘွယ်ရောက်ကိုတွေ့တဲ့ချိန်မှာဘုရားကရှင်ဘုရားပါလားဆိုမြင်ပြန်ရောရေပေါ်မှာလျှောက်လာတဲ့ခရစ်တော်ကိုကြည့်ပြီးတော့ကိုတော်ရှင်ကျွန်တော်လည်းလျှောက်ပြရစီဆိုရမယ်ဂုံတွေပေါ်ပြီးတော့ရေပေါ်တော်လျှောက်ပြလိုက်သေးတယ်ကောင်းလိုက်တာဆိုတော့ခဏကြတော့တန်တရားဖြစ်တော့ဘလုံးဆိုမြုပ်ကမြုပ်ပြီမြုပ်စာပြူလာတယ်အမလေးကဲပါဖះဆိုတော့လေသူပဲရေပေါ်ရှောင်းနံလဲသူပဲမြုပ်အောင်လုပ်တာလဲသူပဲကဲပါကူပါဖះလို့ဩပြီးတော့ခရစ်တော်ကသူ့ကိုထူမရတာလဲသူပဲအင်မတန်တဘာဝလူသားတယောက်ဖြစ်တယ်အဲ့တော့ဒီအစ်စ်မှာတော့သူကတာမန်လူသားတယောက်ရဲ့နာမည်စီမုန်ဆိုတဲ့နာမည်နဲ့နေတော်သူတဲ့နောက်တစ်ချိန်မှာသူ့ကိုနာမည်ပြောင်းလိုက်တဲ့ဖယစိတ်ဝင်လာမဲ့အချိန်နေကြတော့ခရစ်တော်ကသူ့ကိုပေထရုလို့ပြောင်းပေးလိုက်နာမည်ပြောင်းပြီခရစ်တော်ကိုဖမ်းဖို့လာတဲ့အချိန်မှာဘာလို့လဲဓာယူပြီးတော့ဆွဲခုတ်ပြတာနေရွက်ကိုခရစ်တော်ကမလုပ်မှတော့ဓာကင်ဓာနဲ့လက်ကျသိလိမ့်မယ်ဓာမကင်နဲ့ဆိုဆုံးမပြီးတော့နေရွက်ပြန်တက်ပြီးတော့ခဏနေကြာတော့ဘလောက်မှမကြသေးဘူးသူကြောက်လန့်ပြီးတော့စိုးတော့ကတတိရင်းနဲ့နောက်ကျတော့ကြောက်လန့်ပြီးတော့အစီကံရဲ့မိမမင်းခရစ်တော်ရဲ့တပည့်မို့လားဆိုတော့ဘယ်ရလားခရစ်တော်ဆိုတာလည်းမကြဘူးနောက်တစ်ခါပြောတော့လဲခပြောက်တောက်တိတောက်တဲ့လာမပြောပါနဲ့နောက်တစ်ခါဆိုလဲဘယ်ကကျွန်တော်သူ့ကိုကြားတော့မကြောက်ဘူးသိလို့မသိဘူးဆိုတော့၃ချိန်ညင်းပြီးတော့ကြက်ဖတ်တုံတဲ့ချိန်ကျမှအတိဝင်ပြီးတော့ခဏနေသွားငိုပြန်ရောတတိရှိတော့လဲသူညင်းတော့လဲသူငိုတော့လဲသူတဘာဝလူတယောက်ရဲ့ကျွန်တော်တို့ဖြစ်တဲ့ကိုတော်တော်ဖော်ညှိုးနိုင်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်မွေးရပါကြည်တော့မဟုတ်သူကတာမန်လူဂါလိလဲနယ်သားဖြစ်ပေမဲ့ခရစ်တော်ကိုဖျားမှန်းမြင်နိုင်စွမ်းရှိတဲ့တာမန်လူသားတယောက်ဖြစ်တယ်ပညာနဲ့သူဉာဏ်တော်ပြီးတော့ဒီဂရီတွေဘွဲတွေရပြီးမှသူစဉ်းစားပြီးတက်သွားတာမဟုတ်ဘူးတာမန်လူပဲအဲ့လိုဘယုတ်ဒုက္ခဘောင်းဆုံးကိုလုံနိုင်တဲ့လူအစစ်မှခရစ်တော်ကသူတို့ကိုမေးတယ်လူတွေကငါ့ကိုဘယ်သူထင်တယ်လဲတဲ့ဒီလူတွေကငါ့ကိုဘယ်သူထင်တယ်လဲလို့သူတို့မေးတာအမျိုးမျိုးပေါ့မင်းတို့ကငါ့ကိုဘယ်လိုထင်တယ်လဲလို့မေးတဲ့အချိန်မှာကျန်တဲ့တပည့်တော်တွေမဖြေရသေးဘူးမဖြေတတ်သေးဘူးသူကကိုတော့အသက်ရှင်တော်မူသောဖခင်ရဲ့သားတော်ဆိုပထမအဆုံးသူပြောခဲ့တာပေထရုကမြင်နိုင်တယ်ခရစ်တော်ကိုဖခင်ရဲ့သားဆိုတာသူမြင်နိုင်စေတယ်ပေထရုတဲ့အသွေးသားမင်းကိုတင်ပေးတာမဟုတ်ဘူးဉာဏ်တော်လို့အသွေးသားနေမင်းတဘာဝသိလာတာမဟုတ်ဘူးကောင်းကင်မှာရှိတဲ့ဖခင်ကမင်းအသိပေးလို့မင်းသိလာတာတဲ့မင်းကပေထရုဖြစ်တဲ့ဒီကြောက်ဆောင်မှာငါသာသနာကိုတိဆောက်မယ်ဘာညာနဲ့ပြီးတော့ငါ့ကိုချစ်သလားဆိုတော့၃ချိန်မေးလို့မေးပေထရုကခဏနေဘာလုပ်တယ်လဲမင်းငါ့ကိုဖျားလို့မြင်နေတယ်ဆိုပြီးတော့ခဏနေကြတော့သူကငါဒုက္ခခံရမယ်အကြီးကဲတဲ့ညှင်းပက်ခြင်းခံရမယ်ဒုက္ခခံရမယ်သေရမယ်လို့ပြောပြီးတော့တတိယနေ့မှရှင်းပြန်မယ်လို့တော့ပြောတော့သူပေထရုကနားတော့မထောင်နိုင်တော့ဘူးတတိယနေ့ရှင်းပြန်မယ်ဆိုတော့ကြားတော့ကြားရလားမသိဘူးသေရမယ်ဆိုတော့နေကိုလက်ခါနဲ့လက်ကပြီးတားလိုက်တယ်ကိုတော့အဲ့ဒါတွေမပြောနဲ့လွဲဖဲဟဲ့အမင်္ဂလာတွေမပြောနဲ့လူတွေအားလုံးကကိုတော့ဖျားဆိုပြီးတော့ဒီလိုအတင်းကြီးကြီးပြီးတော့ heavy ဖြစ်နေတဲ့ချိန်မှာကိုတော့မင်္ဂလာမရှိတဲ့စကားတွေမပြောနဲ့ကန်နှိမ့်နေပေါ့အခုခေတ်နဲ့ဆိုရင်အဲ့ဒီစကားတွေမပြောနဲ့စောစောကပဲဖျားရဲ့တားလို့မြင်နိုင်ခဲ့တယ်အခုလည်းခရစ်တော်ကပြောလာတယ်မင်းကစာတန်နဆိုးတဲ့ငါနောက်နေခွာဟဲ့ဆိုပြီးတော့သူမောင်းထုတ်တာတော့မဟုတ်ဘူးပေါ့နော်ဆုံးမတာပေါ့နော်ဒါကလူစိတ်နဲ့မင်းစဉ်းစားနေတာဖျားစိတ်နဲ့မင်းမကြည့်ဘူးစောစောကတော့လူစိတ်နဲ့ဖျားကိုတော့မြင်တယ်ဖျားရဲ့တမ်းမှန်းမြင်နေရတာနဲ့ခဏနေကြတော့ကြိုးချသွားတယ်သူ့ရဲ့ဘဝလူတိုင်းကအခုတရားနာပရိသတ်ကိုယ့်ရဲ့စိတ်ထက်မှာနော်ဒီလိုမျိုးဖြစ်တတ်တဲ့သဘောလေးတွေကိုအခုစဉ်းစားပါတော့ငါဘယ်လိုဖြစ်နေရတယ်လဲဘုရားတရားကြည်ညိုမှုအပိုင်းအတစ်ပိုင်း
လက်တွေ့ဘဝမှာကိုတွေ့ရတဲ့ခက်ခဲဖြစ်လာပြီဆိုလို့ရှိရင်ဘလို့တုံ့ပြန်တယ်လဲတမန်ချိန်ဒီမှာဖျားရှိခိုးတဲ့အချိန်မှာစိတ်ကဖွာပြီးတော့ကောင်းလိုက်တာအိမ်မှာဘာညာဖြစ်လာပြီဆိုလို့ရှိရင်ပင်ကိုလူစိတ်ကဝင်လာပြီးတော့ဗဇက်ကတင်ရလိုက်ဆူလိုက်တောက်လိုက်ပြပြောလိုက်သူများကိုငေါ့လိုက်ဆိုတဲ့လူစိတ်နဲ့စိတ်ကောင်းတဲ့စိတ်နှစ်ခုကြားမှာကျွန်တော်တို့ကစားနေတဲ့လူသားတွေကိုကိုးစားပြုတယ်ပေထရုကဒီနေ့အဲ့တော့ဒီနေရာမှာခရစ်တော်ရဲ့နှလုံးသားရှိပါရမီတို့ဖြင့်စင်မြန်းပေးတော်မူ၍ဆိုပြီးတော့ယေရှုရဲ့နှလုံးတော်ပွဲနေ့မှာကျွန်တော်တို့ဆူတောင်းတဲ့လူတွေအတွက်ကဒီလူစိတ်နဲ့အမြင်အားတစ်မျိုးပါရမီရှိဖခင်ရဲ့စိတ်ကိုခရစ်တော်ရဲ့ဒေသနာတော်ကိုထောက်ရှုစဉ်းစားတဲ့အချိန်မှာမြင်တာကတစ်မျိုးဒီမှာမှဒွိဟဖြစ်ပြီးတော့ကျွန်တော်တို့မှကတိကောက်တွေဖြစ်တယ်ဆူတောင်းတယ်ခွင့်တောင်းတယ်အဘဖြေတယ်တယောက်တင်းမြတ်တယ်တောင်းပန်တယ်ဆိုတာကတိုက်ပွဲတစ်ခုလိုပဲမွေးရနေတည်တဲ့အထိလိုပဲတွားနေတာပေထရုရဲ့ဘဝကိုအဲ့လိုတစ်မျိုးဒီတစ်မျိုးပေါလုတယောက်ပေထရုကစာမတက်ပေမတက်ဂါလိလဲနယ်သားဆိုတော့ထင်မကြီးဘူးဒါပေမဲ့ပေါလုကအဲ့လိုလူမဟုတ်ဘူးသူကလည်းစိတ်မြင့်တယ်ဟိုရအောက်လမ်းမှာကစားတော်သူပေထရုအထက်လိုင်းမှာကပေါလုကစာတက်ပေတက်ဖာရိရှဲဂမာလီယဆရာကြီးစီမှာတပည့်ခံပြီးတော့ပညာတော်တတ်တဲ့လူသူနဲ့ရှင်ပြန်ပြီးဘယ်သူမှစကားမပြောနိုင်ဘူးတစ်ချိန်လုံးကဘာလုပ်တယ်လဲခရိယန်တွေလိုက်တတ်တော်လူတတ်သမားအဲ့တုန်းကသူ့နာမည်ဟာဆောလူစိတ်ခရစ်တော်နဲ့ထိတွေ့တဲ့အချိန်မှာပေါလုပြောင်းသွားပြီအဲ့တော့သူမှလည်းဒီနှစ်ခုကြားမှာပြောင်းလဲမှုကကြီးမားတယ်ခရိယန်တွေရောက်ရှိတဲ့နေရာမှာလိုက်တက်ယေရုရှလင်မြို့ပတ်ဝန်းကျင်အကုန်ရှင်းဆီးရီးယားပြည်ဒမတ်စကတ်ကိုခရိယန်တွေရှောင်ပြေးတာကိုသူကလည်းစာရီပါရီယူပြီးတော့ခရိယန်တွေကိုဖမ်းဆီးဖို့ဆိုပြီးတော့ခွင့်ယူပြီးတော့မြင်းစိပြီးသွားတဲ့အချိန်မှာခရစ်တော်နဲ့ထိတွေ့ခဲ့တဲ့ဓာတ်ရိုက်လူအနေနဲ့တွေ့ခဲ့တာမဟုတ်ဘူးအလင်းတန်းဘဝကနေပြီးခရစ်တော်နဲ့ထိတွေ့တဲ့နေ့မှာပြောင်းလဲဟိုတူမီငါခရစ်တော်ရဲ့အကြောင်းကိုမပြောရင်ငါမှအာမင်္ဂလာရှိစေတယ်ငါအသက်ရှင်တာငါမဟုတ်ဘူးတဲ့ငါ၌ခရစ်တော်၌ငါအသက်ရှင်နေဘာလဘဒနာနယ်လေယနေ့ခရစ်တုရဲ့ဘာလကင်ဒရာဘောသူဘဝကိုသူဆွန့်လိုက်ပြီလူစိတ်ကိုပျောက်ပြီးတော့ဖခင်ရဲ့စိတ်ကိုသူယူလိုက်ပြီဘာလဘဒယနေ့ဘာလဘဒခရစ်တုကျွန်တော်ရဲ့စိတ်ကခရစ်တော်ရဲ့စိတ်နဲ့တူအောင်သူပြောင်းတဲ့ချိန်မှာသူကသူများကိုကျူးလွန်တပ်ဖြတ်တယ်လို့မဟုတ်ဘူးသူ့ကိုဒုက္ခပေးတဲ့ကိုလုံးကိုသူခံခဲ့တယ်သူကိုယ်တိုင်ရေးတဲ့စာမှာဘယ်နဲ့ချက်သူအရိုက်ခံရတယ်ဘယ်နေရာမှာသူလူပစ်ခံရတာဘယ်နှခေါက်ခဲနဲ့ပေါက်ခံရတယ်ဘယ်နှခေါက်ထောင်ချခံရတယ်အမျိုးသောဒုက္ခကိုခံပြီးတော့တနေရာနဲ့တနေရာရှေ့လျားတဲ့သာသနာပြုခရီးစဉ်တွေကိုတွားပြီးသာသနာပြုခဲ့ပါရမီရှိဖြစ်တယ်လျာဘာဥပမာတင်ပေါ်ပြက်ပြီးတော့ပြည်လေလည်းမျောတာပဲအစိတ်ပြင်းတဲ့မွေးတွေလည်းသူ့ကိုကြိုက်ဖူးတာပဲအမျိုးတခါတလေသူ့ခဲနဲ့ထုထက်ရိုက်ပြီးတော့ဒီလိုတေးပြီးဆိုတော့ပြစ်ထားပြီးသွားကြတာတေးပြီးဆိုပြစ်ထားပြီးပြန်သွားကြတာဒါပေမဲ့ညနေကျသွားကြည့်တော့မသေးဘူးအဲ့ဒါရှင်ပြီးနောက်နေ့ပဲခရီးသွားပြီးတော့နောက်တနေရာသွားဟောတာတချို့မြို့တွေမှာသူကတရားဟောပြီးတော့လူနာတွေကိုချမ်းသာစေတဲ့ချိန်မှာအဲ့ဒီလူတွေအကုန်လုံးကဒါတွေကတာမန်လူတွေမဟုတ်ဘူးဖျားတွေနတ်ဖျားကြီးတွေလူဝင်စားတာဆိုပြီးတော့စိတ်တွေနောက်ပြီးတော့ပန်းကုန်းကြီးတွေယူပြီးတော့ပန်းကုန်းတွေဆွတ်မယ်စိတ်တွေတက်ပြီးတော့သူတို့ကိုပူဇော်မယ်ဆိုတော့ကျွန်တော်တို့အီရတ်မှာအခုတည်းရှိသေးတယ်အထူးဧည့်သည်တော်တွေလာရင်ဒီမှာတော့ပန်းကုန်းတွေဆွတ်ဟိုပဝါတွေခြုံအခုနောက်ပိုင်းမှာစာရီတွေပါတွေခြုံပြီးတော့ကြိုးဆိုကြတာပေါ့သူတို့ခင်မှာကလေရင်ကွေးမှာတွေစိတ်ကိုတက်ပြီးတော့သွေးကိုအဲ့လိုသွေးကိုရဲနေအောင်တုံးလောင်းပြီးခီးတဲ့ကိုကြိုကြတာအဲ့လိုပေထရုတို့ပေါလုနဲ့သူအပေါလောသူ့ရဲ့တပည့်တွေကိုဖျားတွေဆိုပြီးတော့အကြီးအကျယ်ပူဇော်ပသဖို့ပြင်ဆင်တဲ့လူတွေရှိတယ်သူတို့ရှိတဲ့နေရာမှာဘယ်မှမသွားပါနဲ့ဒီမှာပဲနေပါဆိုဝမ်းသာအားရကြိုဆိုတဲ့လူရှိတယ်ဒါပေမဲ့ငါကဖျားသခင်သတင်းကောင်းခရစ်တော်ရဲ့ဒီမြင့်မြတ်တဲ့စိတ်ဓာတ်ကိုလူတကာလက်ခံအောင်ငါလိုက်တရားဟောရအောင်ပါဆိုပြီးတော့သူ့ကိုကြိုးဆိုလက်ခံချင်းမွန်းတဲ့နေရာမှာလဲသူမနေဘူးသွားတာပဲတနေရာနဲ့တနေရာသွားပြီးသာသနာပြုအလုပ်ကိုသူဆက်လုပ်အဲ့တော့ဒီနေ့ခရစ်တော်ရဲ့စိတ်ဓာတ်ကိုစိတ်ဓာတ်ပန်ရှင်များဖြစ်တဲ့ပေထရုပေါလုကိုကျွန်တော်တို့နောက်ဆက်ပြောရင်အများကြီးပဲပေါ့နော်ပြောချင်တာကငါကပေါလုနဲ့တူသလားပေထရုနဲ့တူသလားဘယ်လိုစိတ်ဓာတ်မျိုးငါပိုင်ဆိုင်တယ်လဲအဲ့ဒါကိုထောက်ရှုစဉ်းစားဖို့
အဲ့တော့ပေထုနဲ့ပေါလုရဲ့ဘဝမှာငါတို့ကဘယ်သူနဲ့တူတယ်လဲဆိုတော့စိတ်နဲ့သဘောထားကိုစမ်းစစ်ကြည့်ရမယ်ငါဘလို့တုံးမြန်တယ်လဲနော်ငါကဆူတောင်းတယ်ချမ်းသာနားထောင်တယ်တရားနာတယ်ဒီချိန်မှာငါစိတ်ထဲမှာငါဘလို့နေသိနေဘလို့လုပ်သိတယ်ဆိုတော့စိတ်တက်ကတဖွာဖွာပွားလာသလိုပဲတကယ်လက်တွေ့ဘဝကိုရောက်ပြီဆိုလို့ရှိရင်ငါစီမုံကနေပေထုပြောင်းသလိုစောလူကနေပေါလုပြောင်းသလိုငါရဲ့ဘဝပြောင်းလဲမှုကိုငါတီဆောက်နိုင်သလားငါအသက်ရှင်တာငါမဟုတ်ဘူးငါနဲ့ရှိနေသောခရစ်တော်ဆိုတာကိုလုံနိုင်သလားဆိုတာကိုဒီနေ့ပေထုနဲ့ပေါလုရဲ့ဘဝကနေပြီးတော့ကျွန်တော်ရဲ့ဘဝကိုထပ်ဟပ်စဉ်းစားမယ်သုံးသပ်မယ်ဆိုလို့ရှိရင်ဒီစိတ်တစ်စောင်းအကျိုးရှိတဲ့နေ့ဖြစ်လိမ့်မယ်ဒါတွေအားလုံးရဲ့အရင်မြစ်ကတော့ကားတိုင်းမမအသေးခံပြီးသွေးတစ်ဆက်မကြောင်သုံးလောင်းခဲ့တယ်လမ်းဖြင့်ထိုးပေါက်ခံရသောနဘေးတော်မှာသွေးနဲ့ရေကိုစီးထွက်စေတော်မူတဲ့ခရစ်တော်ရဲ့မဟာမေတ္တာမိမိရဲ့ဆွေခင်မုန်းအတွက်မိမိရဲ့ဘဝတစ်ခုလုံးကိုစက္ကပ်တော်သူကိုယ့်အသက်ကိုပါပေးဆက်ခြင်းထက်တန်လွန်တဲ့မေတ္တာမရှိဘူးလို့ဟောကြားခဲ့တဲ့ခရစ်တော်ကိုဟောတဲ့တရားတိုင်းကားတိုင်းမှာမိမိကိုစက္ကပ်ပြီးကဘာယို့ကယ်တင်ခဲ့တယ်တရားပေးခဲ့တယ်ဒီကျမ်းစာကိုဒီနေ့ဖတ်တယ်တရားနာတယ်နောင်လာနောင်သားနှစ်ပေါင်းထောင်နဲ့ချီပြီးတော့ကောင်းမြတ်တဲ့လူတွေအဖြစ်ပြောင်းလဲသွားဖို့ကျွန်တော်တို့ခွန်အားပေးနေတဲ့တရားကိုပေးတာကတော့ခရစ်တော်ဖြစ်တယ်သူရဲ့စိတ်တဲ့သူရဲ့ကောင်းတဲ့စိတ်ကြောင့်ငါတို့တွေကောင်းကျိုးကိုခံစားရသည်နီးတူသူ့စိတ်နဲ့တူပါကိုယ်တော်ရဲ့စိတ်နဲ့တူအောင်ကျွန်တော်ရဲ့စိတ်ကိုပြုပြင်ပေးတော်မူပါတမန်လိုတဲ့ဆုတောင်းတယ်ပေါ့နော်ချက်ချင်းတော့မထွက်လာဘူးဘလို့Yenidei ungalidei Paul aga Saydaralom. Nalo yoga Pilu Kutabu Sudan Yavare, Davime say Yen Manade, Ungalamana Paul aga Saydaralom. Chanoya Seiko, Korea Sine to our Pyongle Biva Sure, Sudan Medaga, Imada Jo Tia Mushide, Sudan Meda Chide, Dada Tare chain, Sesure chain, Sita Jare chain, Moyo Jine chain, Angere chain Naima.ဒီခက်ခဲကြမှာကိုရောမရင်ဆိုင်ဘူးတဲ့ပြဿနာလောကမှာမရှိဘူးကိုရောစိတ်နဲ့တူအောင်ကျွန်တော်စိတ်ပေးပါဆူတောင်းလိုက်မယ်ဆိုရင်တော့မှ90ရာခိုင်နှုန်းလောက်စိတ်ငြိမ်အေးသွားနိုင်တဲ့ကျေးဇူးတော်ကိုကျွန်တော်ခံစားရရှိနိုင်ပါတယ်အဲ့တော့ယေရှုရဲ့နှလုံးတော်ကိုထောက်ရှုစဉ်းစားတဲ့ဒီနေ့တမန်တော်ကြီးများအဲ့ဒီခရစ်တော်ရဲ့တရားတော်ကိုလိုက်ကျင့်ပြီးကိုယ်တိုင်တရားဟောပြီးဘဝမှာအကောင့်ထဲပေါ်ခဲ့တဲ့ဒီတမန်တော်ကြီးတွေဂုဏ်ပြုတဲ့နေ့မှာဘဝကိုရဲဝံ့စွာဖြတ်တန်းကြပါစို့တတ်တရှိကြပါစို့အဆုံးပြောချင်တာကရှင်ပေထရုရောမမြို့မှာရှိတဲ့ချိန်မှာခရိယနဲ့ကြီးကျယ်တပ်ဖြတ်တဲ့ပွဲတွေစခရိယနဲ့တပ်ဖြတ်ပွဲစခရိယနဲ့လာပြီးတော့ရှင်ပေထရုကိုခရစ်တော်ရဲ့တပည့်ပထမဆုံးပုရိဟံမင်းကြီးအာနာတွေးဖြတ်ခံရတော်သူ့ကိုလာပြောကြတယ်ခရိုဒီမှာမနေနဲ့သွားလိုက်တော့ရှောင်လိုက်တော့တခြားနေရာသာသနာပြုရမယ်ရှောင်လိုက်တော့တက်ခံမှာသူ့ကိုလာပြောတာကျမ်းစာမှာမရှိပေမဲ့သာသနာတော်ရဲ့ရှေးတုံးတက်တည်ရရှင်ပေထရုကရောမမြို့ကနေထွက်ပြီးတော့သွားတယ်တဲ့မြို့ပြင်ရောက်တဲ့နေရာမှာမြို့ပြင်ဖာသာလဲရောမကိုသွားတဲ့ချိန်အဲ့ဒီနေရာလဲသွားကြည့်တယ်စင်ကာလက်စတုစ်ကတ်တဂုံလို့ခေါ်တဲ့ခရိယန်တွေကိုမြေအောက်ဟိုးအနက်ကြီးထဲမှာလျှို့ဝှက်ကြိုတဲ့မြေအောက်တင်ညာကြီးရှိတဲ့နေရာဘယ်ဘက်တောင်းနာလေးမှာကိုဝါဒေးစ်လို့ရေးထားတဲ့နေရာရှိတယ်သခင်ဘယ်ကိုသွားတာလဲတဲ့စာရန်တခန်းရေးထားတယ်စာရန်ရေးထားတယ်အဲ့ဒီနေရာမှာအဲ့ဒီနေရာကခရစ်တော်ပေထရုကိုမေးခဲ့တဲ့နေရာတဲ့ပေထရုကမြို့ကနေရှောင်းပြီးတော့မြို့ပြင်လာတဲ့ဒီနေရာမှာသူ့ရှေ့ကနေပြီးတော့လူတယောက်ကလာပြီးတော့သူ့ကိုမေးတာဘယ်သွားမလို့လဲ Where are you going တဲ့ဘယ်သွားမှာလဲတဲ့ကြည့်လိုက်တော့မေးတော်သူကခရစ်တော်ဖြစ်နေဒီချိန်ခရစ်တော်မရှိတော့ဘူးမကောင်းရင်ဒါပေမဲ့ကျန်ဆင်းလာပြီးတော့သူ့ကိုပေထရုကိုမေးတယ်တဲ့မေးဘယ်သွားမလို့လဲဩခရစ်တော်ကိုပေထရုကမေးတာခင်ဘယ်သွားလဲတဲ့ခရစ်တော်ဘာပြောသလဲငါရောမမြို့ကိုသွားပြီးနောက်တစ်ခါအသေးခံမလို့သွားနေတာတဲ့ပေထရုကချက်ချင်းနောင်တရပြီးတော့ငါမှားပြီဆိုတော့ထုံးစံတိုင်းပေါ့ချက်ချင်းပြန်ကြွေးပြီးတော့ရောမမြို့ကိုသူပြန်သွားတယ်ခရစ်တော်ကတော့ပျောက်သွားပြီပေါ့ပေထရုပြန်သွားမယ်ဆိုခရစ်တော်ကတော့သွားဖို့မလိုတော့ဘူးပေါ့ခေါင်းဆောင်မဲ့တိုးရိမ်မဲ့တိုးကလေးတွေရောမမြို့မှာအသက်ခံနေရတာငါရောမမြို့ကိုပြန်သွားပြီးအသက်ခံမလို့ဆိုတဲ့ခရစ်တော်ရဲ့ရှောင်ပြေးခြင်းကဘယ်လိုနေထားလဲအထူးသဖြင့်
ပေထုလို့နေရာမှာခရစ်တော်ရဲ့စိတ်ကိုပြရမယ်စွန်းစွန်းစားစားအနာခံပြီးပြရမယ်နေရာမှာရှောင်ခြင်းကဘယ်လိုသဘောလဲငါတို့ရှောင်မိမယ်ဘုရားသခင်ကရှောင်မှာမဟုတ်ဘူးပေထုကပြန်သွားပြီးတော့ရောမမြို့မှာကားတင်အသက်ခံရတယ်သူခရစ်တော်လိုအသက်ခံရတာမတန်ပါဘူးလဝကတိုင်းကိုဇောက်ထိုးထားပြီးအသက်ခံခဲ့ပေါလုကရောမမြို့ရဲ့မြို့ပြင် Tri Fountain လို့ခေါ်တဲ့နေရာရှိပါတယ်ဖာသာလည်းအဲ့နေရာရောက်တဲ့ချိန်မှာ live link ပြီးတော့တော်တော်များများကလည်းအဲ့ဒါကိုကြည့်ဘူးကြတယ်နော်အဲ့နေရာသူခေါင်းဖြတ်သက်ခံရတယ်သူခေါင်းက3ချက်ထိပြီးတော့မှမြေကြီးပေါ်ငြိမ်သွားတယ်တဲ့3ချက်ထိတဲ့နေရာတိုင်းမှာဆန်းပေါက်လေးတွေပွင့်လာတယ်ရေဘူးရေအေးထွက်တဲ့စမ်းရေထွက်လာတယ်အဲ့ဒီစမ်းကြောင်းကိုသွဲပြီးတော့ပိုက်နဲ့ဖျားဘူးတွေအခုမင်္ဂလာရှိတဲ့ရေဖြစ်ယူသွားလျက်ရှိနေကြတယ်ဒါတွေကအကုန်လုံးကခရစ်တော်ရဲ့တက်သိကနေဓမ္မအာဇာနည်တွေရဲ့သွေးမြေကြကြရတဲ့တက်သိခံချက်ကိုလက်ရှိကျွန်တော်တို့ကျင့်ပနေကြတယ်ခရစ်တော်ရဲ့စိတ်နဲ့တူအောင်တက်သိကနေဓမ္မအာဇာနည်တွေသူတို့နီးတူဘဝရဲ့ခေတ်ခေတ်စစ်ချိန်မှာတတ္တိရှိရှိရင်ဆိုင်နိုင်အောင်ကြိုးစားကြပါစို့တတ္တိရှိအောင်လဲဆုတောင်းကြပါစို့